အရင်တစ်ခေါက်ဗီဒီယိုမှာတော့ false anxiety ဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့ပါတယ်အခုဒီဗီဒီယိုမှာတော့ဒီ false anxiety ကိုဘယ်လို short ချလို့ရမလဲဆိုတာကိုပြပြပေးသွားပါမယ်ရှင် false anxiety ကို short ချဖို့ဆိုရင်အလုံးကျုံနေပြီဆိုတဲ့ signal ကိုခန္ဓာကိုယ်ကိုပြန်ပို့ပေးဖို့လိုအပ်ပါတယ်ဒီ psychology နဲ့ neuroscience အရာကတော့လူတွေရဲ့ခန္ဓာကိုယ်မှာကဒီ stress ဖြစ်တဲ့အချိန်အန္တရာယ်ဖြစ်တဲ့အချိန်မှာအလိုလျောက်တုံ့ပြန်တဲ့စနစ်တစ်ခုလည်းရှိသလိုဒီအန္တရာယ်ကာလကနေပြီးဆုံးသွားပြီဆိုရင်လည်းဒီခန္ဓာကိုယ်ကိုငြိမ်သက်ဖို့အတွက်လုပ်ပေးတဲ့စနစ်တစ်ခုလည်းရှိပါတယ်။တော့အဲ့လိုဖြစ်အောင်လုပ်လို့ရတဲ့အချက်၅ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့အဲ့လိုအေးအေးဝဝအိတ်တာဒုတိယတစ်ချက်ကတော့အဲ့လိုတင်းမြတာတဲ့အာဟာရရှိတဲ့အစားအသောက်တွေကိုစားတာ caffeine တွေ energy drink တွေကိုရှော့ပြီးတော့တောက်တာတတိယတစ်ချက်ကကြတော့ကိုယ်ခံစားချက်ကိုဖိနှိပ်မထားဘဲနဲ့ကိုယုံကြည်ရတဲ့သူကိုရင်ဖွင့်တာ journaling ရေးတာရှင်းဆိုတာတွေကိုလုပ်လို့လည်းရပါတယ်။နောက်ဒီစတုထတစ်ချက်ကတော့အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူတာတွေလုပ်လို့ရပါတယ်။နောက်ဆုံးတစ်ချက်ကတော့လေ့ကျင့်ခန်းလုပ်တာကိုလက်လှုပ်ရှားလုပ်ပေးတာမျိုးတွေလုပ်လို့ရပါတယ်။ထပ်ဖူးတဲ့ဥပမာတစ်ခုကိုပြောရမယ်ဆိုရင်ယုံလေးတစ်ကောင်ကဝင်ပလွေလာတဲ့အချိန်မှာဒီဝင်ပလွေကိုပြန်တိုက်ခိုက်မလားသူပြေးနိုင်လားဆိုပြီးတော့စဉ်းစားတယ်အဲ့နှစ်ခုလုံးသူလုံးလို့မရဘူးဆိုရင်ယုံလေးကတေးချအောင်ဆောင်းလိုက်ပါတယ်ပြီးမှအဲ့မှာဝင်ပလွေကယုံလေးရယောဂရှိလို့တေးနေရထင်ပြီးတော့မစားပဲထွက်သွားတယ်အဲ့လိုမျိုးထွက်သွားတဲ့အချိန်မှာယုံလေးကပြန်နိုးလာပြီးတော့သူခန္ဓာကိုယ်တစ်ခုလုံးတုန်ခါမှုဖြစ်ပါတယ်စာရေးသူရဲ့အယူအဆအကြတော့ဒီယုံလေးဒီလိုတုန်ခါသွားတာက stress ကိုခန္ဓာကိုယ်ကအလိုလျောက်လျှော့ချတဲ့စနစ်တစ်ခုလို့ပြောပြထားပါတယ်ဒါပေမဲ့လူတွေမှာတော့ stress ဖြစ်ရင် anxiety ဖြစ်ရင်မငိုနဲ့အာတင်းထားဆိုပြီးတော့ကိုခံစားချက်ကိုဖိနှိပ်ထားတာမျိုးလောက်တတ်ကြပါတယ် anxiety ကို short ချဖို့ဆိုရင်တော့ဒီအတွေးတစ်ခုတည်းကိုမဟုတ်ပဲနဲ့ကိုခန္ဓာကိုယ်ကိုလုံခြုံနေပြီဆိုတဲ့ signal ကိုပြန်ပြဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒီ short ချတဲ့နည်းလမ်းတွေကလူတိုင်းအတွက်တော့အသုံးမဝင်ပါဘူးတချို့ anxiety တွေကအဆက်မပြတ်ဖြစ်နေမယ်ကိုပါဒုက္ခရောက်လာတဲ့အဆင့်ထိဆိုရင်တော့စိတ်ကျန်းမာရေးဆရာဝန်တွေစိတ်ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်ရှင်